ပါပရာဟိတဆောင်ရွက်ဖို့ဆိုတာစေနာကြီးနဲ့ရုံနာပြီးလို့ဖြူစင်ကြီးနဲ့မြတ်တာပြီးကိုစာနာရတော့နှလုံးသားလာနေဖြည်စီသူတစ်ပါးချိုးသေးဖို့ခြင်းကလာသစ္စာတရားယူကိုထုကိုထားစနစ်နဲ့များကျူးဆောင်ကတမှုစေရနာတုဝါဒနာတုပရာဟိတဖွေကြီးတရာကြည်မူရီတပေါ်ပြီးဆက်ချင်းကဘဝကျွမ်းလာတရားယူပါတော့မခွေကြမေအားပေးကူညီပါဖြူစင်တရာပေးကံကြီးငါအေးမြပျော်ရွှင်